ကြီး American ကတင်းတော့သွားကြည့်လိုက်လူငယ်က praise and worship leader ဆိုမရှိဘူးရှားတယ်အဲ့ဒါ praise and worship leader ထဲမှာအတမကောင်းပေမဲ့ချမ်းသာတည်တဲ့ခေါင်းဆောင်တစ်ယောက်ရှိတယ်သူကတော့တည်မြဲတယ်သူက American တင်းတော့မှလည်းပါဝင်တတ်တယ်ဆိုတော့ praise and worship ကအရင်အကြီးကြီးတော့အရင်အကြီးကြီးတဲ့အရာကိုကလေးတွေကိုတွားဦးစီးဦးဆောင်မလုပ်ခိုင်းနဲ့တချင်းတော့ဆူခိုင်းလိုက်ပေါ့ဘယ်လိုများပါစာ praise and worship leader လုပ်ပါစေသူ့နောက်ကနေလူငယ်တွေကတချင်းဆူသူကဘယ်နဲ့ချင်းဆူမလဲဘာတချင်းနေဆူမလဲတချင်းဘယ်နဲ့ပေါ့ဆူမလဲဆိုတော့သူကနေ leading လုပ်မယ်ပေချင်းမှာဆူတောင်းမလဲအရန်ကြပြီလားအရန်မိုးနေပြီလားဆိုတော့ကလေးတွေမသိဘူးလေသူတို့တစ်ခါထားတယ်လေကြောက်ရမျက်စိမိုက်တယ်ချာဟိုလူကြီးဟိုအတင်းတော့မမကြည့်တော့တကုန်းချပြောရလေဂီတာတီးတယ်ပြောရလေလူမတော်နဲ့အဲ့ဒါပါစာနေပါစာမဟုတ်တော့အမေနဲ့ပါစာမဟုတ်တော့မှဒီလူကြီးရပေါ့နော်နောက်ဆုံးသားနဲ့ဆိုတလားမဆိုလို့ရှိရင်ဘယ်လိုပုံစံနဲ့ဆိုအောင်လုပ်တယ်လေဒီအခုဆိုရဆိုရချင်းကတော့မရလို့ရှိရင်တချင်းလေးဖို့လို့တလားဒါမှမဟုတ်ရှင်တချို့လုံးဝမဆိုနိုင်လို့ရှင်တချင်းမဆိုနဲ့အောင်ကျန်းဆောင်နေနေဟေးကျွန်တော်ဒီနေ့ကြည်ရတာကျွန်တော်အကုန်လုံးပဲစူတော့မဆိုနဲ့ပေါ့ကျွန်တော်ကိုယ်လုံးပဲတချင်းမဆိုဒီလက်ဆန္ဒရှိတယ်ဖြစ်နေတယ်ကဲကျန်းစာနဲ့ခုံအားပေးကြည့်အောင်ဆိုတော့ခုံအားယူကြည့်အောင်ဆိုတော့ကျန်းစာဖြည်းဖြည်းလေးပါနည်းခုံအားပေးလိုက်တချင်းမဆူချင်လို့ရှိရင်ဟိုနောက်တစ်ပုတ်ပြန်ရွေးလိုက်ဆူတဲ့ခါကျလို့ရှိရင်တူတူလေးဆိုလိုက်ဟိုနည်းနည်းမဟုတ်တဲ့ဟာပေါ့ဖြည်းဖြည်းလေးနဲ့ဆူမှနည်းနည်းပြန်ဆွဲလိုက်အစမှဆိုရင်ဘိုးပါအဲ့လိုပုံစံနဲ့တော့မြမနေတက်လာလို့ရှင်အဲ့လိုမျိုးပုံစံတခါတလေအဲ့လိုမျိုး idea ရှိတဲ့ခေါင်းဆောင်ကနေ present worship ကိုကန်ရမှာဘရောနောက်ကနေခေါင်းဆောင်ကတချင်းရွေးတယ်လို့နောက်ကနေတီးမယ်သူတို့မှအာနာမရှိဘူးသူတို့ကတီးရုံပဲအဲ့ဒါအကြီးကြီးတယ်အဲ့ဒါဒီကနေ control လုပ်လိုက်လို့ရှင်ကဲဒီလိုမျိုးဒီပါစာ present worship လုပ်လိုက်မယ်ဆိုရင် तू ကတော့လူကြီးစိတ်သက်လက်တည်တယ်လူငယ်စိတ်သက်လက်တည်တယ်ကြားမှာဖြတ်ပေးလိုက်ပဲပေါ့နော်အဲ့လိုပုံစံမျိုးဘာမလို့ရှိရင်အစည်းအဝေးလုပ်ဘူးလားဒီတင်းထုတ်လို့ကျင်းတဲ့ပါစာဘယ်နဲ့ကပတ်မှာတလားတစ်ချိန်လားတင်းထုတ်လို့ကြည့်ရတော့ပါစာနဲ့ပေါ့โอเคကျွန်တော်တင်းတော့မှာဆိုတစ်ဖက်တစ်ခါလုပ်တယ် every Monday လုပ်တယ်ဆိုတော့ခွန်အားပေးချင်တာ every Sunday ဖျားကြောင်းပြီးလို့ရှိရင်မနေ့ပိုင်း every Monday ဆိုလာဖို့မလိုလေအဲ့ဒါဖျားကြောင်းပြီးလို့ရှိရင်ပတ်စာရင်းနဲ့ပေါ့တန်ရှင်းလုပ်ရင်းနဲ့ women တွေကိုတန်ရှင်းလုပ်ခိုင်းလိုက်ပြီးတော့ပါစာနဲ့ဒီကွန်တွေကရုံခမ်းမလို့ရှိရင်ရုံခမ်းမှာဘိုင်းမှာလက်ဖေးလက်တော့ရင်းနဲ့အစည်းအဝေးထိုင်ဖို့ထိုင်မှာဒီနေ့အစည်းအဝေးဒီနေ့ဝပြုစည်းဝေးရကောင်းသလားဘာလဲချက်ရှိလဲဘာလို့ဒီနေ့ကလူရမ်းနေတယ်လဲမင်းတို့အဖွဲလားဒီနေ့ငါချင်းဘာလို့မခေါ်ရလဲသုံးသက်ချက်ပေါ့ဒီနေ့ present worship မကောင်းกว่าဘာဖြစ်တာလဲသူတို့စုမတောင်းတာချစ်မချစ်တာဒါမျိုးဖတ်ချက်လေးဟိပြီးတော့ဒါဆိုရင်ဒီနေ့မကောင်းတဲ့ဥစ္စာကိုလာမဲ့လာမဲ့ Sunday ကြလို့ရှိရင်ဘယ်လိုပြင်မလဲကဲဒါဆိုရင် present worship leader တွေက secretary တာဝန်ယူတော့သူ့ခေါ်လူအပ်လို့ရှိရင်ဖေးလက်တိုက်ကဲပတ်စံ treasurer တို့ထုတ်ပေး present worship ကျင့်မဲ့လူအတွက်coffee တောက်ဖို့ထုတ်ပေးအဲ့လိုပုံစံနဲ့ present worship တချင်းကျင့်မဲ့လူတွေကိုလက်ဖေးလက်တိုက်ရင်တိုက်လိုက်လက်ဖေးတိုက်တာကောင်းတယ်လေကုံဝင်လဲအဲ့ဒါ ministry ပဲကုံတိနဲ့အဲ့ဒါ
ကောင်းတချင်းချင်းမချင်းပြီးလို့ရှင်သူတို့ဆူတောင်းခိုင်းတယ်အမှဖြစ်နေလို့ရှင်ပါစာပါလို့ရှင်ပါစာ President Worship Leader ကိုလုပ်ပေးလို့ရှင်ဆူတောင်းပေးလိုက်ဒါဆိုပြီးတော့အာနေချက်ရောအာတာချက်ရောစုပြမှာမထားဒါဆိုဒီနေ့မှမလာတဲ့လူဘယ်သူရှိလဲခင်ဗျားတို့ဖွဲ့မှာblock ရှိလားရှိတယ် block ရှိရနော် ရှိတယ်သူ block မှာဘယ်နေအိမ်သူ block မှာဘယ်နေရှယ်ရှိတယ်ဆိုတော့ခင်ဗျား block မှာဘယ်သူမလာလဲကောင်းစစ်ရက်ကွက်လိုက် Christian ပါဖွဲ့မှာဘယ်သူမလာလဲစင်းကောက်မလာတဲ့လူချက်ချင်းပဲပါစတာနဲ့တာဝန်ရှိတယ်လို့ချက်ချင်းသွားတယ်ခေခဏကတင်ပြတာဒါအဲ့ဒါကျွန်တော်အတင်းတို့ရဲ့ပုံမှန်လုပ်တဲ့အရာတွေပြတာtheory နဲ့လုပ်တာမဟုတ်ဘူးအဲ့ဒါကောင်းတယ်ဒီနေ့မလာတဲ့လူသွားလို့ရှိရင်သူတို့ရန်လည်းဖြစ်ချင်းဖြစ်မယ်အရက်တောက်လို့လည်းဖြစ်ချင်းဖြစ်မယ်တခါတလေဆေးရုံတက်တာလည်းဖြစ်ချင်းဖြစ်မယ်ဟိုးဒီနေ့မလာတာအရန်စိတ်မကောင်းလာဆူတောင်းပေးတယ်နောက်ပတ်ဆိုလုံးဝမလာပဲမနေဘူးဒါပဲဆိုတော့ဒီ Sunday ညနေကြလို့ရှိရင်လာမယ့် next Sunday အတွက် bulletin ဆွဲလိုက် bulletin ဆွဲလိုက်လို့ရှိရင်ဒီဘက်ဘယ်သူဆူတောင်းလဲမြတ်တော့ဖွဲ့ထဲမှာဘယ်သူလဲသူဖွဲ့ထဲမှာအဖွဲ့ဒီ group ထဲမှာ blog ကနေနာမည်ထုတ်ထားလိုက်သူအရင်တော့ဆူတောင်းခိုင်းပြီသူသူဆူတောင်းမခိုင်းမလို့နှစ်ကုန်တော့မှာသူအဲ့လိုမျိုးနဲ့စီစဉ် list လုပ်နေအဲ့ဒါတော့ရှိတယ်ဆူတောင်းနိုင်တဲ့လူတချင်းဆူနိုင်တဲ့လူထဲတော့မှပုံမှန်ဆူတတ်တဲ့လူကြီးပဲကိုသွားမပေးနဲ့ပေါ့ညလောက်လိုက်များစင်ရည်အဲ့ဒါ oversee administration ဆိုတာအင်္ဂလိပ်တင်းတော့အဲ့လိုလုပ်တာလေအင်္ဂလိပ်တင်းတော့များကိုဆက်ပြလို့လုပ်တာဟုတ်လားအဲ့ရှိမပွန်တင်းနီမခိုင်ဘူးဘုမတို့ကခွတ်တဲ့အေးအဖွဲပြီးအဖွဲတို့ဖွဲ့တာလေဒီတပတ်အေးအဖွဲဆိုရင်တော့တပတ်ပြီးအဖွဲနောက်တပတ်စီအဖွဲကျွန်တော်ရုပ်တော်ကြတော့အသေးကိုင်းတာလေပြီးတော့အဲ့မှာအဖိုးရဖွဲရပါတာလေအဲ့မှာဒါမဲ့ဒါကြတော့လေတကယ့် quality ကောင်းမှ3လဲဖွဲ့ရှိနေတယ်ပေါ့ဒီမှာဒီတင်းတော့မှာ3လဲဖွဲ့ထားနိုင်လို့ရှင်ဖွဲ့လိုက်ဒါမဲ့3လဲဖွဲ့ present worship 3လဲဖွဲ့ရှိတယ်ဆိုတာတကယ့်အတင်းတော့တောင်းတဲ့အဖွဲမှာရတယ်ပေါ့ဖွဲ့နိုင်လို့ရှင်ဖွဲ့လိုက်ပေါ့အဲ့ဒါအဖြစ်မရှိဘူးအရောက်40လောက်ရှိရင်တော့ဖွင့်တယ်ဖွင့်ပြီးတော့ဒီပတ်တွမှာပတ်စံဘလောက်သုံးလဲပေါ့နော်ကဲဘယ်နေရာမှာပတ်စံသုံးမလဲဆိုတာကျွန်တော်အကုန်လုံးမသိစေကြီးလူတယောက်ကနေချိန်တဲ့ပတ်စံသုံးခွမရှိဘူးကျွန်တော်အတင်းတော့မှာဆိုပါစာ9000ပဲသုံးခွရှိတယ်သူ့တဘောနဲ့9000သုံးတာတော့မှပါလဲဆိုရင်လူနာကြည့်ဖို့အဲ့ဒါကျွန်တော် fixed price ရှိတယ်ဆေးရုံသွားလို့ရှိရင်EC ထိုင်လို့မရဘူးလေEC ထိုင်လို့မရဘူးအကြီးပေါ်ဆိုသူ့ပတ်စံစိတ်လို့ရတယ်စိတ်တဲ့ဥစ္စာကို Monday မှာပြန် claim Monday မှာပြန်ထုတ်အဲ့လိုပုံစံပြီးတော့ကျွန်တော်ပတ်စံသုံးလို့ရှိရင်ငွေကျူတီမထုတ်ဘူးပေါ့နော်voucher နဲ့ပဲယူတယ်သူဝယ်ခံလို့ရှိရင်မှာတော့ဝယ် voucher ပဲယူMonday ကြလို့ရှိရင် voucher တင်ပြပြင်မှာဒီ voucher အရာနဲ့ပြန်ထုတ်ပေးလိုက်အဲ့လိုပုံစံနဲ့တင်းတော့သွားလို့ရှိရင်ပြဿနာဆိုတာအရာခက်တယ်ဘယ်လိုအတင်းတော့အတင်းတော့တဲ့လူကြီးခဏလက်ဖိတ်မှာအတူမတောက်လို့ရှိရင်မတင်ငါဖြစ်တယ်ဒီဥပမာပြောမယ်ဆိုရင်ခရစ်စတန်ပါနဲ့ပါစာမတွေ့တာတလားလို့ဂျာလို့ရှိရင်လေစေကြီးကလို့ကြည့်လိုက်လို့ရှင်အဲ့လိုပုံစံနဲ့ကြည့်ရတော့မှာအဲ့ဒါလက်ဖေးအတူတောက်ဖူးလားအရာလို့လေအဲ့ဒါအရန်တောက်ချင်လို့တောက်တာမဟုတ်ဘူးဇင်းနီဖို့ fellowship နဲ့လက်ဖေးတောက်ဖူးလို့လက်ဖေးတောက်ဖက်မက်စီလို့အကြီးကြီးတယ်ပြတော့လက်ဖေးတောက်ပြီးလို့ရှင်ဆူတောင်းပြီးလို့ရှင်ခင်ဗျားတို့blog ထဲမှာပြဿနာရှိလဲအရက်တောက်လို့လို့ရှိလားကု blog ကိုတာဝန်ယူပြီးတော့ဖျားเจ้าမှာဝင်လို့ရှိရင်ဘာကြည့်ရမလဲဆိုရင်နာကဘာကြည့်မလဲဆိုရင်ခင်ဗျား blog ထဲကနေမလာတဲ့လူကောင်းမှတ်ထားMonday meeting လုပ်တဲ့ခါကျတော့ရှင်ပါစတင်ပြပြီးမှပါစာမှာတွားလို့ရှင်သူမရှော့
အဲ့ဒါ ကောင်းတယ် အလူလောက်လို့ရှင် ဟုတ်လို့ ကောင်းတယ် တူလို့ရှင်းလာရင် အာဘရောလက်ဖေးတောက်ဖို့ဆိုတာအရာကြီးကြီးတယ်မမင်းနဲ့လက်ဖေးတောက် လက်သားရ ဘောဒီနေ့စားတဲ့အသားကြီးတော့မစားနဲ့ပေါ့ အဲ့တော့မတော်ပါဘူး ဒီနေ့ live မှာသွားတာ ဟုတ်လက်စီ လိုက်ရှာတယ်မတွေ့ဘူး အဲ့ဒါအဆိုင်အနီးနေဆိုတော့ဈေးမြတ်သက်တာမလားလို့ အဲ့ဒါနဲ့မတော့ဘူးစရာတေးကြတယ်ဒီကောင်ဆိုင်ကောင်လေးစတီးကြလို့ဆိုတော့ အဲ့ဒါဆိုင်ရဘုရားကျောင်းနဲ့ရန်နီးတော့ကားမောင်းတာလည်းသက်စီသက်တာမလားဈေးလေးသက်တာမလားလို့ ဟုတ်တယ်ကျွန်တော်တို့ price မပိုင်မစားဘူးလေ အဲ့ဒါကစမလေးရတာပဲ ရလား ရတယ် ဟုတ်လားရ အဲ့ဒါ လို့လေ ချွေသားရေးတော့သွားတယ် SIM ဟော ဟုတ်တယ် ဒါမဲ့ဘလောက်ကုန်လဲတော့ကျွန်တော်မသိပေါ့ဒါမဲ့စာနာတော့ချွေသားရေးနဲ့ SIM ဝင်တာ ဟုတ်တယ်ဒါခုနဆရာပြောတဲ့ဟာရန်ကောင်းတဲ့အရာဖြစ်တယ်ကျွန်တော်လည်းရင်တော့အတင်းတော့မလုပ်ကြည့်မလို့လုပ်ကြည့်တဲ့ဒါပေမဲ့တေးချကျွန်တော်ကမရှိကြတာလားမသိဘူးသူကလည်းမခံနိုင်သေးရလားမသိဘူးမလုပ်ဖြစ်ဒါပေမဲ့အားတကယ်လို့ရှိရင်လူတွေကပို့ပြီးတော့ကျွန်တော်အရင်တူတက်မှုရှိတယ် ကျူစားပြီးလို့ အခုကဒီလိုရှိရလေအသိတော်တော်များကဒီကန်ဒီကခရစ်စမတ်လို့ဘာတောင်းမလဲအဲ့ဒါဖွဲ့ပဲအစီဝတ်ထိုင်တာဟုတ်ပဲလို့ဘာလို့အဲ့ဒါတော့ပဲကျောင်းပါမင်းတော့ဖျားကျောင်းလာရင်လည်းသူတို့ကအဲ့လောက်ပဲရှိတာလေ ချက် ဟို စားတယ် ကတော့ every Sunday ကတော့ညနေ Monday လာဖို့ဆိုတော့မလွယ်ဘူးလေနော်ဆိုတော့မလွယ်ဘူးဆိုတော့ဖျက်ဟို7နိုင်နဲ့ဖျားကျောင်းစားတယ်10နိုင်မှာပြီးတယ်ကော်ဖီတောက်ပြီးမှအနည်းဆုံး10နိုင်လို့ဖျားကျောင်းမှာတော့ဆွေးနွေးတော့လိုအပ်တဲ့ဟာအတူထိုင်လို့ရှင် idea တွေထွက်လာတာအတူမထိုင်ဘူးမထွက်ဘူး အဖြူသိတော့လည်းပဲ လို့အခုလေနော်အဆမ်းမတော့မေးရှာမရှိဘူးဒါပေမဲ့ပြောရင် idea နဲ့ပေါ် ထွက်လာအေးဆိုတော့အတူထိုင်လို့ရှင်စကားပြောဟိုအဂျန်ဒါမရှိတော့မှအတူထိုင်ဝိုင်းစကားပြောအဲ့ဒါ idea ကောင်းနေထွက်လာမှာ ဟုတ်တယ် အဲ့လိုမျိုးဘရော ဒီစီ ကျွန်တော်ဖျားကြောင်မှာဘာလုပ်တယ်လဲဆိုရင်change prayer ဆိုတာရှိတယ် change prayer ဆိုတာမိသားစုတစ်ခါတလေမိသားစုမျိုးစုမိသားစုတစ်ခုတွေ့ဒါမှမဟုတ်မိသားစုအကြီးဆိုရင်မိသားစုတစ်ခုစီပေါ့နော်အဲ့ဒါတနားစီစုတောင်းမှာတခါလေ3ရက်နဲ့3ညပေါ့အဲ့လို the whole night the whole day we've been praying กูကျွန်တော်အချိန်နဲ့ပေါ့နော်ခရစ်စနာဘာလို့အဖွဲပြီးလို့ရှင်ကျွန်တော်ဝင်နေအဲ့လိုနေရောညရောတောက်လျှောက်ပဲအဲ့လိုမျိုးစုတောင်း idea မျိုးထုတ်ဖို့လိုတယ်အဲ့လိုမျိုးစုတောင်းလိုက်လို့ရှင်အိမ်မှာတိတ်စုမတောင်းတဲ့လူကလည်းဖျားကြမှာစုတောင်းအဲ့ဒါ kinds of spiritual exercise ဆိုတာဒါပဲspiritual exercise လေးလိုတယ်အိမ်မှာစုတောင်းမှာဆိုတာလွယ်တယ်လေဖျားကြောင်နဲ့မှားတာဒါမဲ့တောင်းခြင်းတဲ့လူမတောင်းမှာဆိုတော့မတောင်းမနေဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးစီစဉ်ဆွဲလိုက်ကဲမင်းတို့မိသားစုတွေပဲရပဲချင်းအဲ့လိုဆွဲလိုက်လို့ရှိရင်